ယောက်ျားတစ်ယောက်ဟာမတရားဆွဆွဲခံရပြီးထောင်ထဲကိုရောက်ခဲ့တယ်။နေ့စဉ်နဲ့မြနှိပ်စက်ခံနေရတဲ့အတွက်သူ့ကိုယ်သူအဆုံးစီရင်ခြင်းစိတ်ပေါ်လာတယ်။ဒါနဲ့သူကဟင်းရည်တွေကစားချင်းတွေကိုစိမ့်လိုက်ပြီးထောင်ထဲကဂိုင်းကောင်းဆောင်ဖြစ်တဲ့ထိပ်ပြောင်နေတဲ့လူစီကိုတဲလျှော့သွားတယ်။ဂိုင်းကောင်းဆောင်ကဘာလို့မလဲဆိုပြီးအန်အားတင်းတဲ့ပုံစံနဲ့သူ့ကိုကြည့်နေတော့နောက်တစ်စက္ကန့်မှာပဲအဲ့ဒီလူကစားကြတွေကိုဂိုင်းကောင်းဆောင်ရဲ့ခေါင်းပေါ်ကိုလောင်းချလိုက်တယ်။ဒီလိုလုပ်လိုက်တော့အားလုံးအန်အားသွားကြတယ်။ဘသူကမှဒီလိုမစော်ကားဘူးတဲ့အတွက်ဂိုင်းကောင်းဆောင်ကသူ့လက်အောက်ဆန်တွေကိုမလှုပ်ရှားဖို့အချက်ပြလိုက်ပေမဲ့သူကိုယ်တိုင်ကတော့တုံဆိုင်နေခဲ့လေ။ထို့စင်မှာအဲ့ဒီလူကပကံတော့ကောက်ကန်ပြီးဂိုင်းကောင်းဆောင်ရဲ့ခေါင်းကိုအားကုန်ရိုက်ခွဲလိုက်တယ်။ဒီတစ်ချိန်မှာတော့ဂိုင်းကောင်းဆောင်ကလုံဝက်ဒေါသထွက်သွားတယ်။သူကတူကိုကောက်ယူပြီးအဲ့ဒီလူရဲ့အသက်ကိုတတ်ဖို့ပြင်လိုက်တယ်။ဒါဝမင်းတော့အဲ့ဒီလူဟာစိတ်လှုပ်ရှားနေဝမ်းသာသွားတယ်။သူကသူ့ကိုချုံနှောင်ထားတာဒီကနေရုံးချွတ်ပြီးလက်သီးနဲ့အားကုန်ထိုးချလိုက်တယ်။အဲ့ဒီလက်သီးဟာအမတန်အားပါလွန်တဲ့အသက်ဂိုင်းကောင်းဆောင်ကချစ်ချင်းမိလဲသွားခဲ့တယ်။ဒီလိုချင်းနီမျိုးကတော့ဘယ်သူမှမမျှော်လင့်ထားသလိုသူ့လက်သီးမှာဒီလောက်အားပါလိမ့်မယ်လို့လည်းအဲ့ဒီလူကိုယ်တိုင်ကလည်းမထင်ထားခဲ့ဘူး။ဒါနဲ့ပဲကိုတတ်တယ်ဖို့ပထမအဆုံးကြုံးစားမှုကမအောင်မြင်ခဲ့ဘူး။မကြခင်မှာပဲသူကရင်ဘက်ပေါ်မှာကတ်နီတက်ထားတဲ့အကျဉ်းသားကိုပေးမှတ်ထားလိုက်တယ်။သူကထောင်ထဲမှာနမဆိုးနဲ့ကြော်ကြတဲ့စိတ်မနှံ့တဲ့တတ်တမှာထိပ်ပြီးအလွန်အန်ဒီရများတဲ့သူဖြစ်လို့ထောင်ဆောင်နေတဲ့အလွယ်တကူမထီရကြဘူး။ဒါပေမဲ့အဲ့ဒီလူကသူ့စီကိုတမန်တကာရှော့ထားခဲ့တယ်။သူကလူသက်သမားကိုဒေါ်ထားထွက်ပြီးသူ့အသက်ကိုအဆုံးစီရင်ပြအောင်လှုံ့ဆော်ခြင်းတာဟာအဲ့ဒီလူကလူသက်သမားရဲ့မိသားစုတစ်ခုလုံးကိုယူယူမိုးဆဲဆိုပြီးကိုအမူအရာတွေနဲ့ပါဆက်ပြီးစင်ခေါ်နေခဲ့တယ်။ဒါကြောင့်လူသက်သမားကဒေါသထွက်ပြီးဓာတ်တစ်ချောင်းထုတ်လိုက်တယ်။အဲ့ဒီလူကမျိုးလင်းချက်တွေးသွားပြီးလူသက်သမားရဲ့ဓာတ်ကိုယူပြီးသူ့လက်ပင်ကိုထောက်ပြီးအမြန်တက်ပြစ်ဖို့ဖြိုးလိုက်တယ်။ဒါပေမဲ့တစ်ချိန်ကလူတိုင်းကိုကြောက်လန့်စေခဲ့တဲ့ဒီလူသက်သမားဟာအခုတော့ကြောက်ရွံ့နေပြီးထိုရက်ချက်မရှိဘူး။သူအားဒီလူရဲ့ရိုက်နှက်မှုကြောင့်အနာသွားပြီးသူ့ထပ်ဖို့ယူနေတဲ့သူရှိလိမ့်မယ်လို့မထင်ခဲ့ဘူး။နောက်ဆုံးတော့အဲ့ဒီလူသက်သမားကလုံးဝစိတ်တက်ကြပြီးမြေချင်းပေါ်လဲကြပြီးကျေလောင်သွားငိုပါတော့တယ်။ဒီလိုနဲ့သူ့ရဲ့ဒုတိယတစ်ချိန်ကျူးစာမှုလဲမအောင်မြင်ပြန်ဘူး။မကြခင်မှာပဲအဲ့ဒီလူရဲ့လုပ်ရဟာထောင်တစ်ခုလုံးမှာပြန့်နှံ့ထောင်းခဲ့။သူကတရေဆိုးတပါလို့ထင်နေတဲ့အတွက်ဘသူကမှသူနာကိုမကတ်ရဲကြဘူး။သမင်းဝေတဲ့ဝန်တန်းတွေကသူ့ကိုညလုံးချင်းဆိုင်မကြည့်ရဲပဲသူတို့အလုပ်ကိုမရှုံးနိုင်စင်လူပိုပြီးစားလဲထဲပေးကြတယ်။ဒါပေမဲ့ဒါတွေကအဲ့ဒီလူလိုချင်တဲ့တခုမှမဟုတ်ဘူး။သူ့ရဲ့အခန်းမောင်တယောက်ကညကထောင်ထဲကထွက်ပြေးဖို့ကြိုးစားခဲ့တဲ့သူတယောက်ကိုထောင်ဆောင်တွေကနေရာမှာနေတက်တက်ခဲ့တယ်ဆိုတဲ့သတင်းကိုပြောပြလိုက်တယ်။ဒါနဲ့အဲ့ဒီလူဟာအခွင့်အရေးတစ်ခုကိုထပ်တွေ့တယ်။ညနေဘက်မှာသူကတကားကိုသုံးဖွင့်ပြီးကစားခွင့်ရဲ့အလဲမှာတက်ချောက်သွားတယ်။သူ့လက်ထဲမှာတက်တုတ်တစ်ချောင်းကိုဝဲရံပြီးထောင်ဆောင်တွေကိုယူမူးစင်ခေါ်နေခဲ့တယ်။သူ့ကိုပစ်တက်စေခြင်းတာပါ။အဲ့ဒီချိန်မှာထောင်ပိုင်ကကင်မရာကနေဒီမြင်ဝင်းကိုမြင်နေပြီးမကြခင်မှာရောက်တဲ့ထောင်ဆောင်တွေကသူ့ကိုဝိုင်းလိုက်တယ်။ထောင်ဆောင်တွေကတနတ်ဖွင့်တော့မယ့်အချိန်မှာထောင်ပိုင်ကကင်မရာတွေကအဲ့ဒီလူရဲ့မျက်နှာကိုမြင်လိုက်တယ်။သူကချက်ချင်းပဲမပြစ်နဲ့သူကဇလိုက်ပဲဆိုပြီးအမိန့်ပေးလိုက်တယ်။ဒီလိုနဲ့အဲ့ဒီလူရဲ့တတိယချင်းကြိုးစားမှုလဲမအောင်မြင်ပြန်ဘူး။နောက်ဆုံးအချိန်နဲ့အဲ့ဒါပြီးမှအဲ့ဒီလူကထောင်ထဲမှာဂိုင်ကောင်းဆောင်ဘော့စ်ဖြစ်ထော်ပါတော့တယ်